ဘောလုံးအသင်းတွေကကစားသမားတွေကိုတပတ်ကို တင်းချီပြီးဘယ်လိုပြီးချင်နေလဲတော့ကိုမေးဖူးလားဥပမာမန်ချက်စတာစီးတီးကိုကြည့်ပါဘောလုံးသမားတချို့ဟာတပတ်ကိုပေါင်3သိန်းကနေ9သိန်းရဲ့ထိရရှိတယ်လို့သတင်းတွေကဆိုပါတယ်အသင်းတစ်သင်းလုံးရဲ့လာစာကိုပေါင်လိုက်ရင်မန်ချက်စတာစီးတီးကတပတ်ကိုပေါင်9သန်းကျော်တုံးဆွဲလိုက်ပါတယ်အဲ့ဒါတနေ့ကိုပေါင်9သိန်း5တောင်းနေပါဒါကြောင့်စိတ်ဝင်စားစရာကောင်းတဲ့မေခွန်းကတော့ဘောလုံးအသင်းတွေကဘယ်လိုမျိုးဒီလောက်ငွေရှာကြတာလဲရှင်းပြခင်မှာစိတ်လှုပ်ရှားစရာကောင်းတဲ့ဘောလုံးဗီဒီယိုတွေအတွက် follow ခလုတ်ကိုနေပါအခုအရာအားလုံးကရှုပ်ထွေးလာတဲ့နေရာပါ Manchester City ကိုဥပမာအနေနဲ့သုံးကြည့်အောင် Etihad Green ကလက်မှတ်တွေကုန်သွားတဲ့အခါပရိသတ်9,500ကျော်ဝန်ဆန်းပေမဲ့ထိုင်းဟုန်တိုင်းကအတူတူပဲမဟုတ်ပါဘူးပုံမှန်လက်မှတ်တွေကပေါင်9,000ကနေ6,500လောက်ကြားတင်ပါတယ်ဒါကြောင့်ပရိသတ်တိုင်းပေါင်90ပဲပေးချင်ရင်တော့လက်မှတ်တွေကုန်သွားတဲ့အားကစားကွင်းကတပွဲထဲကနေပေါင်3,000ထိုင်းလောက်ရနိုင်ပါတယ်ဒါပေမဲ့တကယ်ငွေကဒီမှာစတင်ဝင်ရောက်လာတဲ့နေရာပါအဲဝစ်ချီဘမှုနဲ့ VIP ထိုင်ကုန်တွေအဲ့ဒီစင်ခံနေရာတွေက9,500စံတဲ့နေရာမျိုးမဟုတ်ပဲအများကြီးပိုတင်းခဲ့ပါတယ်အစီအစဉ်ရအဲဝစ်ချီဘမှုနဲ့ Premium ကန်ထအများတွင်ထိုင်ကုန်ထောင်ပေါင်း100စွာရှိနိုင်ပြီးတစ်ခါ Premium နေရာ4,000မှ1,000ကျော်အထိရှိနိုင်ပြီးထိုးထိုင်ကုန်တွေဈေးကြီးပါတယ် VIP လက်မှတ်အချို့ဒီပေါင်300 500ထိကုန်ကြနိုင်ပြီး Arsenal, Manchester United တို့မဟုတ် Liverpool တို့ညရှင်ပြန်ကစားသည့်ကြီးမားသောပွဲစဉ်များအတွက်အချို့နေရာတွေပေါင်ရှိတာတို့မဟုတ်ထိုးထပ်ပိုကြီးပင်ရှိနိုင်ပါတယ်ယခုစဉ်းစားကြည့်ပါVIP ပရိသတ်9,000လေးတဦးကိုပေါင်900ပဲပေးချေရင် VIP နေရာများကပေါင်5,000ခန့်ရရှိမိသည်ပရိသတ်9,000လေးတီးသက်အရေးခင်များအတွက်ပေါင်800ပဲပေးချေရင်၎င်းတို့အဲဝချေပုံမှုထိုင်ကုန်များကပေါင်4,000ခန့်ရရှိမိသည်ယခုခြားပရိသတ်4,000ကျော်ရဲ့ပုံမှန်လက်မှတ်ရောင်းချမှုတွင်ထပ်သွင်းစဉ်းစားပါ Manchester City အသင်းသည်ဘောလုံးမကန်ပြီးတင်ရက်တဲတွင်လက်မှတ်တွေကုန်သွားကပေါင်6တန်းကျော်သို့မဟုတ်ထိုးထပ်ပိုကြီးပင်ရရှိနိုင်ပါတယ်ထို့ဤဗမာမထားပါ၎င်းတွင်တရက်စာများဂလတ်ဆိုင်များကားပါကင်များအားကစားကွင်းခရီးစဉ်များသို့မဟုတ်ကွန်ပစ္စည်းရောင်းချမှုများမပါဝင်ပါဘူးထို့နောက်ရုံးမြင့်တကြားဝန်ခံလေးရှိပါတယ်ပရီးမီးယားလိဂ်ထီကမ္ဘာဝန်းမှာပေါင်ဘီလီယံပေါင်းများစွာတန်းနဲ့ရုပ်တံထုတ်လုပ်မှုတပ်ဖို့တွင်ရက်တွေလက်မှတ်ရေးထိုးထားပါတယ် Manchester City ပွဲစဉ်တိုင်းကိုကမ္ဘာဝန်းရှိတန်းပေါင်းများစွာသောလူတွေကကြည့်ရှုကြပြီးကလပ်အသင်းထီထိုရုံးမြင့်တကြားမှုပိုင်ခွင့်တွေကကြီးမားသောရှယ်ယာတွေကိုရရှိကြတယ်ထို့နောက်စပွန်ဆာတွေကလည်းအယုံမယုံငွေတွေပေးဆောင်နေကြတယ်Etihad Airways ကအင်ဂျီရဲ့ရှေ့မျက်စကားမှာပါဖို့အတွက်နှစ်ကိုပေါင်60ကျော်ပေးဆောင်နေရတယ်လို့သတင်းတွေကဆိုပါတယ်။ပူမာကဝစ်စုံတပေါ်တူညီချက်အတွက်နှစ်စဉ်ပေါင်90နီးပါးပေးဆောင်နေရတယ်လို့သတင်းတွေကဆိုပါတယ်။ပြီးတော့ကဘာဝင်းကပရိသတ်တန်ပေါင်များစွာကရာစီတိုင်းအင်ဂျီတွေလေ့ကျင့်ရေးဝစ်စုံတွေနဲ့ချက်ကင်တွေဝယ်ယူကြပါတယ်။ဒါကြောင့်ရောင်းကုန်ထောတဲ့အားကစားခွင့်တွေရုံးမြင့်သားချမှုပိုင်ခွင့်တွေ VIP အင်ဝီချေပုံမှုစပွန်ဆာတွေနဲ့ကွန်ပစ္စည်းတွေကိုပေါင်းစပ်လိုက်တဲ့အခါဘောလုံးအသင်းတွေကကစားသမားတွေကိုအပတ်စဉ်ကြီးမားတဲ့လောက်ခါစားတွေဘယ်လိုပေးဆောင်နိုင်လဲဆိုတာနောက်ဆုံးတော့နားလည်သွားပါပြီ။ဒီနေ့ခေတ်မှာဘောလုံးကအားကစားတစ်ခုတည်းမဟုတ်ပဲဘီလီယံပေါင်းများစွာတန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပါပြီ။ Manchester City နဲ့ Manchester United ကြားမှာ Manchester မှာအကြီးဆုံးကလပ်ကပဲအသင်းလဲမချာမှာတင်ရွေးချယ်မှုကိုရွေးခဲ့ပါ။